လက်လောခေစားနေတဲ့ကြကြောလုံးလေးပြုတ်လုံနီးကိုဒီနေ့ဗီဒီယိုလေးမှာအခမဲ့ပညာဒါနအေးရလာရောက်ပြီးတော့တင်ဆက်သွားပါမယ်ဒီနေ့ဗီဒီယိုလေးပြုတ်လုပ်ပေးခြင်းကအရန်ဝေးတဲ့ဒေတာတွေကကြကြောလုံးဝယ်မရတဲ့ဒေတာတွေမှာကြကြောလုံးပေါင်းလေးပြုတ်လုပ်တက်ရန်ပေါ့နော်ရည်ရွယ်ပြီးတော့တင်ဆက်လိုက်ပါတယ်ရှင်လိုအပ်တဲ့ပစ္စည်းတွေကိုအေးပြီးသွားတယ်ဆိုရင်တော့ပေါ့နော်အသေးစိတ်ကလေးစာလေးနဲ့တဆင်ချင်းပြီပေါ့နော် step by step လေးရေးပေးပါမယ်ကြကြောလုံးထိုင်းစတိုင်ကြကြောလုံးပေါင်းလေးကိုကြကြောလုံးမှာမရတဲ့ဒေတာတွေမှာကိုယ်တိုင်ပြုတ်လုပ်ပြီးတော့ရောင်းတက်စေခြင်းနဲ့ရည်ရွယ်ချက်နဲ့အေးပေါ့နော်တင်ဆက်ပါတယ်အရင်ဆုံးအေးတို့ကကြက်သားလေးကိုပေါ့နော်အဲ့လိုမျိုးပေါ့နော်ကြိတ်ဆက်ကလေးနဲ့အဲ့လိုမျိုးလေးကြိတ်ထားပြီးပါမယ်ရှင်ဘယ်လောက်ထိအေးတို့ကြိတ်မလဲဆိုတော့ပေါ့နော်ငဖယ်လိုမျိုးမုတ်သွားတဲ့အနေထားတွေကြိတ်မယ်ပြီးတော့မှွေးပြောင်းကော်မုတ်ပေါ့နော်ကြက်ရင်မုံနှစ်ခုစာအတွက်ကိုမှွေးပြောင်းလုံးနှစ်စွန်းခွဲသုံးစွန်းပေါ်ထည့်မယ်ငရုတ်ကောင်းပြီးတော့ခရုစီလေးပေါ့နော်ထည့်ပါမယ်ပြီးတော့ဟင်းချိုမုတ်ကလေးအေးတို့ထည့်ပါမယ်ရှင်ပေါ့နော်ငရုတ်ကောင်းကတော့ကိုကြိုက်ရင်ထည့်ပါမကြိုက်လို့လည်းမထည့်လို့ရပါပေါ့နော်ပြီးတော့ပဲငံပြတာကြာပြားပေါ့နော်ဒါကြာညို့လို့ခေါ်မလားအဲ့ဒါလေးကိုလည်းအေးနှစ်စွန်းလောက်ပေါ့နော်အေးထည့်ပါမယ်ရှင်ထည့်ပြီးတော့ဇွန်းလေးနဲ့အဲ့လိုမျိုးလေးနေမှာပေါ့နော်အေးကတော့ပြောင်းကောင်းမုတ်လေးနည်းနည်းနေရဖြစ်တဲ့အတွက်ကြောင့်ထပ်ထည့်ပါမယ်ပေါ့နော်ပြီးတော့အဲ့လိုလေးအနေထားမျိုး၅ချက်လောက်အနေထားမျိုးကိုပေါက်မယ်ပေါ့နော်ပေါက်ပြီးတော့ဒီလိုလေးစီးစီးလေးဖြစ်လာရဆိုရင်ရေခဲတက်တာထဲမှာတညလောက်ညသိပ်ထားပါမယ်ရှင်ရေခဲတက်တာထဲမှာညသိပ်ပြီးနောက်တစ်နေ့မနက်မှာဆိုရင်ပေါ့နော်အေးဒီလုံးမဲ့ဒီပကံလေးကိုစီလေးဆွတ်မယ်စီလေးဆွတ်ပြီးတော့အနေတော့အလုံးသေးလေးပဲလုံးပါမယ်ဘာဖြစ်လို့လဲဆိုတော့အေးတို့ပြုတ်ပြီးသွားတဲ့အခါမှာအလုံးကကြီးရဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့လိုလေးလုံးပါမယ်ရှင်အေးဆိုရင်လည်းစိတ်ရှိလေးနဲ့လောက်တာကဲအခုဆိုရင်တော့ရလာပါပြီနော်ဟုတ်ကဲ့ကြကြောလုံးမောင်းလေးနဲ့အေးကိုသွဲစားဖို့အတွက်ကိုအေးတို့ပေါ့နော်လိုအပ်တဲ့ဒီအသီးရွက်လေးပြင်ဆင်ထားမယ်ပြီးတော့ဒါစပြီးတော့ပြုတ်မယ်ပေါ့နော်ပြုတ်တဲ့အခါမှာအေးတို့မိနစ်25မိနစ်လောက်အေးတို့ပြုတ်မယ်ပြုတ်တဲ့အခါမှာကြာရင်အေးတို့ဒီကြကြောလုံးအနေထားလေးကအခုအနေထားမျိုးလေးရပြီပေါ့နော်ကဲအဲ့ဆိုရင်အချင်းထိုင်းစော်လေးဖြုံအောင်ပါတော့နော်ထုံးစံအတိုင်းကြက်သွန်ဖြူငရုတ်သီးအနီနနံပင်တမယာသီးပေါ့နော်မကြီးရည်လေးအေးတို့နည်းနည်းလေးထည့်မယ်ပဇွန်ထန်းငံပြာရည်လေးအေးတို့နည်းနည်းလေးထည့်ပေးပါမယ်ရှင်ဒါကကြကြောလုံးနဲ့တွဲဖက်စားမယ်အောင်ပေါ့နော်ပြီးတော့ဘဲငံပြာရည်မိသားဒီပေါ့နော်ခလေး9ယောက်လာအဲ့တက်စိတ်လေးကိုထည့်မယ်ပြီးတော့တကြားပေါ့နော်တကြားလေးလဲထည့်မယ်နော်ပြီးတော့ဟင်းချိုမုတ်တို့ကြက်သားမုတ်တို့ပေါ့ရှင်အခုပြတဲ့အဆင့်တိုင်းကို step by step လေးအေးတို့ထည့်သွားမယ်စားလေးလဲအေးတို့နည်းနည်းလေးပေါ့နော်အေးတို့ထည့်ပါမယ်ရှင်အဲ့လိုလေးထည့်ပြီးွားရင်ပြီးတော့ဘာလုပ်မလဲဆိုအေးရေတန့်လေးနည်းနည်းလေးထပ်ပြီးရောလိုက်ပါမယ်နော်ဒါအေးရဲ့ time style လေးကကြိတ်ဆက်လေးတွေကိုအေးထည့်ပြီးတော့ကြိတ်ပါပြီရှင်ကဲအဲ့ဒါဆိုရင်တော့အရန်စားကောင်းပြီးတော့ဆက်ဆက်ကလေးနဲ့လေအရေလေးကလည်းထိမိကွေအခုအနေထားမျိုးလေးတည်းပေါ့နော်ကြောလုံးမောင်းနဲ့တွဲစားမဲ့ဒီပေါ့နော် time style ဆော့လေးကိုလည်းအေးကရပါပြီဒီဆော့လေးကိုဒါကပညာနာလုပ်ပေးခြင်းရဖြစ်ပေါ့နော် street food business ကလေးတွေဖွံ့ဖြိုးလာဖို့အတွက်ကိုအရေးကြီးရွယ်ပြီးတော့အေးတင်ဆက်ပေးခြင်းဖြစ်ပါတယ်ကြောလုံးကိုလည်းကိုယ်တိုင်ကိုလုပ်တဲ့ဆိုရင်ပိုကြိုက်တယ်ပေါ့နော်အဲ့လိုလည်းရပြီးဒါ sauce လည်းရပြီပေါ့နော်ကိုကတော့ကိုကြော်စားကျင်ကြော်စားဝယ်မရတဲ့ဒေတာတွေမှာအလွယ်တကူလုပ်တတ်ဖို့ရန်အတွက်ကိုအေးရရွယ်ပြီးတင်ဆက်ပါတယ်စီးပွားများစွာ TV လေးကိုကြည့်ပြီးတော့ကိုကတော့ကိုကြောလုံးမောင်းလေးတွေလုပ်တတ်နိုင်ကြပါစေဝယ်မရတဲ့ဒေတာတွေဝယ်ဖို့အခက်အခဲဖြစ်တဲ့ဒေတာတွေမှာဆိုရင်ပေါ့နော်အကောင်းဆုံးလုပ်နိုင်ဖို့ရန်အတွက်ကိုရည်ရွယ်ပြီးတော့ A kitchen ကနေပြီးတော့တင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်အားလုံးလည်းစီးပွားလာပါတွေတိုးတက်ကြပြီးတော့ကြောလုံးပေါင်းတွေရောင်းကောင်းပြီးတော့ပေါ့နော်ဝင်ငွေတွေများစွာအိမ်နေနဲ့ချနိုင်ကြပါစေရှင်အခုလိုမျိုးကြောလုံးပေါင်းမှာပါတဲ့အဲ့လို sauce လေးအပြင်ပေါ့နော်အေးတို့ပေါ့နော်မိဖို့ချောင်းလေးက300ချီချနိုင်မဲ့အရှင်မစာအုပ်ကလေးထဲမှာဆိုရင်ပေါ့နော်အေးတို့ကစီးပွားပြည့်လုံးစတင်နိုင်မဲ့ဒီဟင်းလျာပေါင်းက19မျိုးပါမဲ့အိမ်ချက်လက်ရ22မျိုးပြီးတော့အေးတို့မာတိကာပေါင်းအလုံး10မျိုးကွန်တန်ပေါင်း84မျိုးကိုအေးတို့ကပေါ့နော်အသေးစိတ်လေးရေးထားပြီးထားပါတယ်ရှင်အဲ့တော့ကိုကဒီလိုမျိုးပေါ့နော်တနိုင်လေးကနေပြီးတော့စီးပွားပြည့်တိစတင်မဲ့ဆိုရင်တော့အေးရတယ်ပေါ့နော်တအုပ်ထဲနဲ့ကိုပေါ့နော်ဇယောင်ကောင်းကြီးတွေရောဟင်းချက်ကြီးတွေအစုံလင်ပါတယ်ဒီမိဖို့ချောင်းတွေက300ချီချနိုင်မဲ့အရှင်မဒီစာအုပ်ကလေးကိုတော့ညွှန်ပေးချင်ပါတယ်ရှင်တကယ်လို့မှာချင်တယ်ဆိုရင်တော့ ESCB လေးမှာလာရောက်ပြီးမိုက်လို့ရပါတယ်ရှင်